Lesson with the gaga, Jesus and go pan a pot, candidate amount to quit. I'll get pinned company, jump around the pickle job. Through your chatting a dieting the sewing. Bagamam did a quick on tick. Cheer up tell that chini with pit body. Daja my Diana sending machine ideas. A tag about gown reading. Treble Johnny Jarrett. Yolin Lua light up with Johnny Rata. Canala somewhere with souping and 3 be like body. Through the blue baby. Amount to where the water can is Lomodaja. I go don't your pickle Jarrett. မြင်မျက်နှာပြတစ်ခုလုံးကပါချမ်းကတ်တဲ့ဖြစ်ကုန်တာကြောင့်ပိုင်ရှင်ဖြစ်တဲ့စိုးပြင်ကိုယ်တိုင်တော့ငကားမွေးရဲ့ခုခိုင်စွမ်းရည်အောင်သွားခဲ့ရပါတယ်တကယ်တော့မော်တူခွေးတုံးလိုက်တာကဘာစွမ်းရည်မဟုတ်ပဲတာမန်လက်ဝါးရိုက်ချက်တဲ့တစ်ချက်ပဲဖြစ်တယ်ဒါတော့တတ်မာတဲ့ခွေးယုံလင်းလူကိုယ်တိုင်မှာချီးကျူးလိုက်ရင်အရိုက်ခန့်လိုက်ရတဲ့ကောင်တွေကတော့အသက်ချမ်းသာပြီးဒူတော့တောင်းပန်တဲ့ချင်းတွေဖြစ်ကုန်ကြပါတယ်ဘလို့ပဲတောင်းပန်အခြားကဘာပထွေးကိုအဖေခုံနေတဲ့ကောင်တွေကိုတော့စိုးပြင်ကအလုပ်ပေးတော့မှာမဟုတ်ပဲသူတို့ကစွာလိုချင်လို့ဒီလမ်းကိုရှောက်ခဲ့ကြတယ်ဆိုရင်တော့လက်ရှိစိုးပြင်ကိုရှင်လန်းကြတာကြောင့်အသက်ချမ်းသာပေးဖို့နဲ့အပြာရောင်ပုံဆောင်ခဲတွေကိုအကုန်ယူလိုက်ဖို့စိုးပြင်ကိုတောင်းဆိုလိုက်ပါတယ်အသက်ရှင်ဖို့အရေးကြီးတဲ့အခုချိန်မှာသူတို့တာမာနေလို့လည်းဘာမှမထူးတော့ဘူးစိုးပြင်နောက်ကိုလိုက်မဲ့ထပ်ပြောလိုက်တော့သူတို့လက်ထက်အပြာရောင်ပုံဆောင်ခဲတွေတတိထားမိတဲ့ဂျွန်လင်းလူလေအဲ့ဒါတွေကအခြေပြုမြုပ်တွေကိုလိုက်ဖြတ်စည်းနေတယ်ဆိုတော့သဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီအပြာရောင်ကြောက်တွေဆိုတာလူသက်ကနေဖြစ်တည်လာတာအောက်ကကောင်တွေဘာပြောစိုးပြင်စိတ်ဝင်စားပဲအဲ့ဒီကြောက်တွေကအောက်ချထားဖို့အမိန့်ပေးလိုက်ရင်သူနောက်လိုက်ချင်တဲ့ကောင်တွေကိုတော့ငကားဟိန်းတဲ့ချက်နဲ့အယိုးရောအသားပါမကြောင်ဘွားကူးပေးလိုက်ပါတယ်အားလုံးရှင်းသွားတဲ့အချိန်မှာစိုးပြင်ကိုယ်တိုင်ပုံဆောင်ခဲတွေကိုတင်းဆေးလိုက်ပြီးရုပ်တဲ့သူ့ဖို့ကိုတွားရှာဖို့နဲ့တစ်ဖက်ကဘာကောင်တွေကအမြင့်ဖြုတ်ရမယ်ကြောင့်ပြောလာတဲ့စိုးပြင်ကြောင့်ယုံလင်းလို့လည်းစိုးပြင်အတကြီးလုံးနေတယ်ဆိုတော့ခံစားမိသွားခဲ့ပါတယ်ဒါကြောင့်ပဲနှစ်ယောက်တည်းခီးဆက်လာခဲ့ကြယုံလင်းလို့ဖို့ရှိတော့မယ့်နေရာအရောက်မှာတော့ရစရာမရှိအောင်ပျက်စီးနေတဲ့အခြေပြုမျိုးတစ်ခုတွေးလိုက်ရပါတယ်ဒီနေရာကသူ့ကိုယုံထမ်းချမ်းကိုယ်တိုင်စီရင်ထားတဲ့နေရာဖြစ်တဲ့တားရဲပြင်ဝင်တိုက်ရင်တနေကုန်ခံနိုင်တဲ့အထိကာဝေးတဲ့ချထားတာကြောင့်တားရဲပြင်မရှိပဲစစ်စစ်ညံ့ညံ့ကျင်းနေတဲ့မျက်စိရှိကအချိန်ကြီးယုံလင်းလူကိုယ်တိုင်တော့မယုံနိုင်ဖြစ်သွားခဲ့ပါတယ်စိုးပြင်ကတော့အထင်နဲ့အမြင်တွေထက်အောက်ဆင်းစစ်ဆေးကြည့်တာကပူသေးချတဲ့ကြောင့်ပြောလိုက်လျောက်တာအောက်ဆင်းသွားတဲ့အချိန်မင်းတကားကိုလေတဲ့အန်ဒီကိုစောင့်ကြည့်ဖို့တောင်းပေးရလိုက်ပါတယ်နေရာတခုတော့တော်လေးပျက်စီးနေတဲ့ဆိုပေမဲ့ထူးထူးဆန်းဆန်းအလောင်းတွေရောတိုက်ခိုက်နေတဲ့သူတွေကပါမတွေ့ရဘူးလူရိတ်လူချေရောကျဲစွမ်းရင်ကိုပါခြေခံလို့မရတာကြောင့်စိုးပြင်စဉ်းစားနေတဲ့အချိန်အဖိုးဖြစ်သူဆက်သွေးဆက်ကလည်းပိတ်သွားပြီဖြစ်တဲ့ကြောင့်ယုံလင်းလူကပြောပြလိုက်ပါတယ်သူလည်းကျဲစွမ်းရင်အမျိုးမျိုးသုံးပြီးဖြစ်လို့ဒီညမှာဘယ်သူမှမရှိတဲ့အကြောင်းတီးလိုက်ကြပြီဒီလောက်ပျက်စီးပုံထောက်ပြီးတေချာပေါက်တိုက်ပွဲတွေဖြစ်ခဲ့ကြမှာမှန်ပေမဲ့လူဆိုလို့အလောင်းရဲ့အစားအစာတွေမှမတွေ့တာကြောင့်အခြေအနေကထူဆန်းနေတာပဲဖြစ်ပါတယ်အခြားကဘာစုပ်ယူသွားတာလားတနည်းအပုတ်ခံလိုက်ရတာလားစဉ်းစားနေတဲ့အချိန်သူ့သွေးနဲ့သူစိုးပြင်ကိုမယုံတဲ့ယုံလင်းလူကဒါချင်းကျင်းနေတာကြောင့်အဖိုးဖြစ်သူကသူ့ကိုဘာကြောင့်မလာခိုင်းလဲဆိုတော့ပြန်မေးလိုက်ပါတယ်ဘလို့တိုင်ပွဲပဲဖြစ်ဖြစ်ယုံထားချက်မျက်စိရှိမှဆိုယုံလင်းလူကအလုံးချုံဆုံးဖြစ်တယ်မြင်ဖြစ်သူဘာကြောင့်အဝေးပို့ခဲ့လဲဆိုတော့လုံးဝစဉ်းစားလို့မရဘူးရုပ်တဲ့မြင်ပြင်ပေါ်မှာတစ်ခုခုဆွေးနေတဲ့ယုံလင်းလူကြောင့်စိုးဖြစ်လက်ဘာလုံးနေလဲဆိုတော့သိကျင်သွားခဲ့ပါတယ်ဒီစရင်ကအဖိုးဖြစ်သူလက်ဆင့်ကမ်းခဲ့တယ်ဝိညာဉ်ရှာဖွေနေလန့်တစ်ခုဖြစ်တယ်လို့အစရင်တက်မှာရှာဖွေခြင်းတဲ့လူရဲ့ပြည့်စစ်တစ်ခုကိုထည့်သွင်းလိုက်တယ်အကွာဝဲတစ်ခုတည်းအဲ့ဒီသူကိုရှာဖွေနိုင်မှာပဲဖြစ်ပါတယ်အသုံးပြုတဲ့ပစ္စည်းကရှာဖွေခြင်းတဲ့လူနဲ့ပိုရင်းနှီးတဲ့အစီရင်ကပိုကောင်းနေဖြစ်ဒါမျိုးဆိုစိတ်ဝင်စားတဲ့စုပြင်ကသူလည်းတတ်ချင်တဲ့ကြောင့်ပြောလာတာကြောင့်ယုံလင်းလူလည်းတေချာချင်းတေချာတင်ယူဖို့အကွက်ရတော့လည်းဆရာလုပ်ပေးလိုက်ပါတယ်ယုံလင်းလူဖန်တီးလိုက်တဲ့အစီကပတ်ဝန်းကျင်တစ်ခုလုံးကိုဖြန့်ကျက်သွားခဲ့ပြီရုပ်တဲ့အားနဲ့တွားတာကြောင့်အဲ့ဒါကယုံလင်းလူအားကုန်တွားလို့ဆိုတာကိုသိလိုက်ကြပါတယ်မိုင်းတရားပတ်လိုက်ဖြန့်ကျဲနိုင်ခဲ့ပေမဲ့အဲ့ဒီမိုင်းတရားအတွင်းမှာအဖိုးဖြစ်သူကိုလုံးဝမတွေးခဲ့ရဘူးလက်ရှိအချိန်ကြီးရဆိုသူလည်းစွန့်ကုန်သွားတာကြောင့်ဒီလက်ပူအာရုံခံလို့မရတော့တဲ့ကြောင့်ယုံလင်းလူကပြောပြလိုက်ပါတယ်စိုးပြင်ကသူ့ကျဲစွမ်းကိုငားပေးမယ်ဆိုရင်တော့ဒီအစီရင်ကမျိုးရိုးဆက်ဆက်ပဲတုံးလို့ရတဲ့အစီဖြစ်တာကြောင့်စိုးပြင်အစွမ်းနဲ့အသက်သွင်းလို့မရဘူးရုပ်တဲ့စာရွက်အရှိကြီးမှာစာရင်းနေတဲ့ယုံလင်းလူကြောင့်စိုးပြင်မှာကြောင်းတောင်ဖြစ်သွားခဲ့ပါတယ်စာရင်းကျဲစွမ်းပြည့်တာကယုံလင်းလူရဲ့ရှိုးဝချက်တစ်ခုဖြစ်တယ်ဒီညမှာသာစာနေ3ရက်လောက်ကြီးလိုက်တယ်ကျဲစွမ်းပြင်ပြသွားမှာဖြစ်တယ်ပြီကျဲစွမ်းအပြင်းနဲ့သာဆိုအစီရင်ကမိုင်းချောင်းတိချက်နိုင်မှာဖြစ်တဲ့အကြောင်းယုံလင်းလူကပြောလိုက်တော့စိုးပြင်လည်းတောက်ကျိုးနဲ့အကြံကြီးကိုအောင်မဆုံးဖြစ်သွားခဲ့ပါတယ်ဒီကြားတဲ့စိုးပြင်ကိုကုန်ကျန်းရှာခိုင်းနေသေးရဲ့အပြင်အချိန်ကလည်း3ရက်လောက်ယူရမှာစားဆွေတီအောင်စားနဲ့တူတူလမ်းနေတဲ့စိုးပြင်လေအဲ့ချိန်လောက်ဆိုယုံလင်းလူရဲ့အဖိုးကိုရှာအတော်လေးနောက်ကျနေပြီဖြစ်တဲ့ကြောင့်ရှင်းပြလိုက်ပါတယ်အခုတိုင်းတာဆိုရင်ကောက်ရုံးပုံထဲမှာအပြောက်ရှာတယ်လို့အချိန်ကြီးကဘာမှထူးမှမဟုတ်ပဲယုံလင်းလူအကြံအိုက်နေတဲ့အချိန်အမောင်တူခွေးကိုအသုံးချလို့ရတဲ့အကြောင်းစိုးပြင်ကပြောပြလိုက်ပါတယ်တားရဲကောင်ကဒိုင်နာလာဆင့်ကိုရောက်သွားရင်သူနဲ့ဆင်းသူတဲ့လူသားကိုဖြစ်ဖြစ်တားရဲကိုဖြစ်ဖြစ်လက်နက်ကိုဖြစ်ဖြစ်အာယုံခံနိုင်ကြတာဖြစ်ကပင်ကွန်တကားမွေရဲ့စွမ်းရည်ကလည်းပျက်စီးတစ်ခုရဲ့အနံ့ကနဲ့ဆက်ပိုင်းရှင်ကိုရှာဖွေနိုင်တာကြောင့်စွမ်းရည်နဲ့ဆက်ဖြစ်သွားတဲ့အမောင်တို့ခွေယွန်ထိုင်းချမ်းရဲ့ပျက်စီးကိုအာယုံခံလိုက်ရုံနဲ့ယွန်ထိုင်းချမ်းပင်ညာမှာရှိနေလဲဆိုတော့တန်တိသွားခဲ့ပါတယ်တပတ်မှလည်းတိုက်ခိုက်နေယွန်ထိုင်းချမ်းတည်း
တကူကူခံစားလိုက်ရတာကြောင့်အနောက်ဆက်ဖြစ်သွားတဲ့ငါးလူသားကိုတောင်းပန်လိုက်သူနဲ့နဲ့ပင်ပန်းလို့တတိလွတ်သွားတာဖြစ်တဲ့ကြောင့်ပြောပြလိုက်ပါတယ်ဒါပေမဲ့တကူကူကသူ့ခုခံလိုက်တယ်တိုက်ခိုက်လိုက်သူဖြစ်သွားတဲ့ခံစားချက်ကိုတော့ဖျောက်ပြမရဘူးဒါကလည်းတိုက်ခိုက်နေတဲ့တားရဲတွေစီကပုတ်တာကြောင့်ယွန်ထန်းချမ်းလည်းစဉ်းစားရခက်နေခဲ့ပါတယ်မျက်စိရှိတဲ့တားရဲတွေဆိုတာယွန်ထန်းချမ်းတို့လည်းအဆင့်အတွက်ဘာကောင်မှဟုတ်မနေဘူးတကူကူကသူတို့စီလာနေတဲ့ဆိုတဲ့ခံစားချက်ဆိုပေမဲ့ဒီတောင်ကအပြိုင်အောင်ဂျုံမယ်အရှိုးဝဲဆုံးတောင်ဖြစ်နေတာကြောင့်ယွန်ထန်းချမ်းတို့လိုလူနေစုနဲ့ထိတ်တိပန်းခေါင်းဆောင်တွေလောက်ပဲတိကျတာမျိုးဖြစ်သွားတယ်ဒါပေမဲ့ယွန်ထန်းချမ်းကိုအံခံပြီးသွားတဲ့စိုးဖြစ်နေယွန်လင်းလူကဆက်ဆက်မြမြကြီးရောက်လာတာကြောင့်ဘိုးတော်ကြီးတွေလည်းအောင်းတပန်းတွေဖြစ်ကုန်ကြပြီငါးလူသားကိုတိဟန်မပေါ်တဲ့ယွန်လင်းလူကအကြီးကဲပူချုံအရင်ဆုံးဂါရပြုတ်လိုက်ပါတယ်ဘာပဲဖြစ်ရောက်တဲ့သူတွေကရောက်လာပြီးမို့ယွန်ထန်းချမ်းတို့လည်းဘာမှပြောမနေတော့ပဲငါးလူသားကိုအခုမှမြင်ဘူးတဲ့စိုးပြင်ကတော့သူတို့ဘက်မှာတိုင်းတိုင်းလာမြောက်တာပါနေတယ်တစ်ဖက်ကပါအတော်လေးတုံလို့စင်မှာဖြစ်တဲ့ကြောင့်တွေးနေခဲ့ပါတယ်ဒါမှလက်ရှိအခြေအနေကစကားရပြောနေရမယ်အခြေအနေမဟုတ်တာကြောင့်ယုံလင်းလူကိုကူတိုက်ပြီးဖိုးဖြစ်သူကအမိန်ပေးလိုက်ပြီဒီညာပထမဆုံးရောက်ဘူးတဲ့စိုးပြင်ကတော့အဝေးကလှမ်းကြည့်ဒီညာကဘာမှမရှိတဲ့တောင်ကလုံးကြီးနဲ့တူနေတဲ့ကြောင့်တွေးမိနေခဲ့ပါတယ်တစ်ဖက်ကတွေးကြည့်ပြန်ရင်လေယုံထားချမ်းလို့တိုင်းတိုင်းလာမြောက်ကအတဲတန်ကဝေးတိုက်ခိုက်နေတာကြောင့်ဒီတောင်ကအရေးကြီးတယ်လို့ယူဆလို့ရတာဖြစ်တယ်စိုးပြင်တယောက်တည်းတွေးများနေတဲ့အချိန်တောင်လုံးစာလောက်ရှိတဲ့ရေပွဲကြီးကိုတွေးလိုက်ရပါတယ်ဒီကောင်ကြီးကိုသူနဲ့လွဲထားယုံထားချမ်းကပြောလိုက်ရင်သူရဲ့အကောင်ဆုံးတိုက်ခွက်ကိုထုံးလိုက်တာကြောင့်အဲတိုက်ခွက်နဲ့တဆိုရင်ဘယံတိုင်းတွေကိုတော့အနိုင်ယူနိုင်တဲ့အကြောင်းယွန်လင်းလူကပြောပြလိုက်ပါတယ်ဒါမှယွန်တန်းဆိုင်ရဲ့အချမ်းဆုံးတိုက်ခွက်ကိုတော့ချက်ချင်းခုခံပြလိုက်တဲ့အဲ့ဒီရေပွဲကယွန်တန်းချမ်းကိုပြန်ရိုက်ထုတ်လိုက်တာမို့ဒီချိန်သူတောင်းယူလိုက်တော့မှဖြစ်တဲ့အကြောင်းငါးလူသားဝင်ပြောလိုက်ပါတယ်အချင်းချင်းနဲ့အထာမထားပဲအတက်ကြီးပြီးနားလိုက်ဖို့နဲ့သူအားနဲ့မှဝင်ကူဖို့အကြောင်းပြောလိုက်တော့အတိတ်ခံလိုက်ရတဲ့ယွန်ထန်းချမ်းကလည်းစကားပြတ်တော့မလာနိုင်တော့ပဲတခြားလုံးရက်ကြည့်နေတဲ့စိုးရင်ကရွှေကြီးကန်းခန္ဓာကိုတိုင်ပွဲတဲ့ကိုဝင်ရောက်လာခဲ့ပါတယ်။ဘာကောင်နေတဲ့ရွှေကြီးကန်းခန္ဓာကိုနဲ့လာဆိုမှုနေစရာတာမလို့ပဲလက်တိတစ်ချက်နဲ့ဆယ်ပဲလောက်ပဲသွားတာကြောင့်ဘေးရကြည့်နေတဲ့ယွန်လင်းလူတို့ပါစိုးရင်အင်အားကိုခန်းစားမိလိုက်ကြပါတယ်